လုံးတော့မဲ့သူတွေကျွန်တော်မှားစရာအနေငယ်ရှိတယ်စပင်ကိုရှိအောင်မထားနဲ့ဒီစလုံးမှာကစပင်ရှိတဲ့ဟာသူတို့ကမကြိုက်ဘူးနော်စပင်တူတူလေးထားရမယ်နောက်ပြီးလို့ရှိရင်ကာလာတွေအများကြီးရှိတဲ့ဟာတွေမလုပ်နဲ့တတ်တတ်လေးဖြစ်နိုင်လို့ရှိရင်အမဲရောင်နဲ့ပဲသွားပါနော်နောက်ပြီးလို့ရှိရင်ဒီတကူကြီးတရှင်းကြီးပိုင်းကိုလည်းပဲမလစ်လို့မရှို့ပါနဲ့နော်ဒါရီကအမဒါမကြီးကြီးရဲ့ຢာတွေနောက်ပြီးလို့ရှိရင်ယောက်ျားလေးတွေတွားလို့ရှိရင်တွားကိုကုန်းစားရဲ့နေရဲနေတဲ့ဟာမျိုးမလုပ်ပါနဲ့စင်ကာပူရောက်ရင်လည်းပဲလုံးဝကိုမစားနဲ့လို့တော့ကျွန်တော်ပြောလို့မရဘူးတော်လည်းပဲလုပ်ငန်းခွင်မှာကိုမစားပါနဲ့နောက်ပြီးလို့ရှိရင်စားမယ်ဆိုရင်ပိတ်ရက်ဒီမှာစားအဆောင်ဒီမှာစားရင်လည်းတတိထားပါဒါတွေကတရုတ်လူမျိုးတွေကတိတ်မကြိုက်ဘူးနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဖနက်အရှိနဲ့လည်းအလုံးမှာမသွားပါနဲ့တခါကျွန်တော်တို့မှာရှိဘူးရယ်ဖနက်အရှိတုတ်ဖနက်ဒီနဲ့ဖယ်တော့မှမသွားပါနဲ့နော်နောက်ပြီးလို့ရှိရင်ထမိန်ဒီနဲ့လည်းသွားလို့မရဘူးသူကြဘောင်းဘီရှိနဲ့ပဲနေရတယ်ပေါ့နော်company တစ်ခုနဲ့တစ်ခုတော့တူမှာမဟုတ်ဘူးဒါတွေကိုတတိထားစီခြင်းနဲ့ဒါတွေကြောင့်ပြဿနာတက်တဲ့သူတွေတချို့ရှိတယ်